မင်္ဂလာပါခင်ဗျာဆောင်းပါးလေးတစ်ပုဒ်ဖတ်ပြပေးလိုပါတယ်ဆောင်းပါးခေါင်းစဉ်ရဲ့နာမည်ကတော့ Hippo Hysteria များသတိထားဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ဒီဆောင်းပါးကိုနားဆင်ကြရင်ဖြင့် Hysteria ဆိုတဲ့ဒီပြောချင်ရပြောလှုပ်ချင်ရလှုပ်ကိုထင်ကြီးတဲ့စိတ်တွေနဲ့တမိုင်းတစ်လျှောက်အခုလက်ရှိအခြေအနေမှာဘလူတွေဆောင်ရွက်နေတယ်လဲဘလူဖြစ်နေတယ်ဆိုတဲ့အကြောင်းသိရှိသွားမှာဖြစ်ပါတယ်အဲ့တော့ဒီဆောင်းပါးလေးကိုကျွန်တော်တင်ပြပေးပါရစေ Hippo Hysteria များသတိထား Hysteria ဆိုတဲ့စကားကိုတမိုင်းမှတ်တမ်းတစ်ခုတွင်အလွန်တုန်လှုပ်ဖွယ်ကောင်းသောအချိန်၌ထင်ရှားတဲ့ပုဂ္ဂိုလ်တူကပြောသည်ကိုဖတ်ခဲ့ပူပါသည်ထို့သူမှာ1948ခုနှစ်ကွန်မြူနစ်များတောခိုရန်စီစဉ်ပေးခဲ့သောအစွန်းရောက်ကွန်မြူနစ်ဝါဒီဘိုရှယ်ဆိုသူပုဂ္ဂိုလ်ကြီးဖြစ်ပါသည်ထို့စဉ်ကဘကပတန်ထွန်တဲ့အဖွဲ့ဟာပဲခူးရိုးမှာမြရပင်ကျောင်းမှာဌာနချုပ်စခန်းချ၏နေထိုင်ရင်းဘဝဟစ်တိုင်လှုပ်ရှားမှုကိုဖန်တီးကာပါတီတွင်ဖြုတ်ထုတ်တဲ့တပ်ပွဲများကိုအစဉ်စဉ်တခြားပြုလုပ်နေတဲ့အချိန်ဖြစ်သည်ထိုလှုပ်ရှားမှုတွင်ဘကပဘိုးကော်မတီဝင်များပြုပြေသမားများပါတီဖြိုခွဲသမားများတစ္ဆာဖောက်သမားများဖြင့်ဆွဲချက်တင်ကြပြီးတေရန်ပြီးရဲဆက်ဆက်တပ်ဖြတ်ခဲ့ကြသည်စိတ်ဓာတ်နုနယ်သေးသောကွန်မြူနစ်လူငယ်မောင်မယ်များကမိခင်ဖခင်ကိုမိမိတို့ကိုယ်တိုင်တတ်ခွင့်ပေးရန်တောင်းဆိုကာဖခင်အရင်ကိုဝရင်တုံးနှင့်အချက်ပေါင်းများစွာရိုက်တက်ခဲ့သည်ရဲမေညွန့်ညွန့်ဆိုသူမိန်းကလေးသည်မိမိခင်မုန်းကိုမိမိကိုယ်တိုင်လေပင်ကိုဖြတ်ကာထွက်လာသောသွေးများဖြင့်ခြေဆေးခဲ့သည်ထိုဖြစ်တွေကိုမြင်ရသောရဲဘော်ကိုရှယ်ကအဆိုပါကွန်မြူနစ်လူငယ်များကိုသူတို့တွေဟစ်စတီးရီးယားဖြစ်နေကြပြီဟုရဲဘော်တွေကိုညီတောင်ပြောဆိုခဲ့သည်ဟု၏ထိုစဉ်ကပဲခူးရိုးမှမြရပင်ကျော်တွင်ဟစ်စတီးရီးယားတို့၏ဆက်ဆိုအဟစ်တန်ငိုကြွေးပောက်ကွဲတန်ရိုက်ပုတ်တပ်ဖြတ်တန်များဖြင့်တုံလုံးဖွယ်အခြေအနေများကိုသခင်တန်းထွန်း၏နောက်ဆုံးနေများစာအုပ်၌ဖော်ပြထားရာမျိုးဆက်တဲ့လူငယ်များဖက်ကြည့်သင်ကြပါသည်ထိုစဉ်ကတော်တွင်နေခဲ့သောရဲဘော်များရဲဘော်ခတ်တို့အပါအဝင်ကွန်မြူနတီကြီး9ဦးကတမိုင်းမှတ်တမ်းဖြင့်ရေးသားထားခဲ့ခြင်းဖြစ်ပါသည်ဒီနေရာတွင်သခင်တန်းထွန်း၏နောက်ဆုံးနေများစာအုပ်စာမျက်နှာ1323ပါရေးသားချက်များကိုမြင်သာစေရန်မူရင်းအတိုင်းဖော်ပြပါမည်ဗမာပြည်ကွန်မြူနစ်ပါတီဘိုးစကန်မှာစဲတံအော်တံကျင်းတံမောင်းတံကြွကြော်တံများဟာပို၍စုညံနေ၏ပွက်လောပင်ရိုက်၏နေရဲဘော်တပ်သည်ရဲဘော်ထွန်းကျော်တို့၄ဦးကတာဝန်သက်မှတ်ပေးသည့်မျိုးသမီးအဖွဲ့များလက်သို့ကျိုးစာများအပ်နေသည်ဘိုးလုံးညို၏တပ်ဖွဲ့မှရဲဘော်များကမူကျိုးစာများကိုကန်၍ကျင်းသို့အရောက်ပြုတ်ပေးရသည့်တာဝန်ကိုယူကြရသည်ပထမဆုံးအားဖြင့်ရဲဘော်ဘာတန်းခေါ်မောင်သိန်းထွန်းအားချီတုပ်ထားသောကျိုးစာများကိုဆွဲ၍အတင်းဆွဲခေါ်ခဲ့သည်ရင်းအဖွဲ့တာဝန်ခံမှာရဲဘော်မတ်ညွန့်ညွန့်ဖြစ်သည်မတန်းစိန်မတ်နီမထေးကြည်တို့ပါဝင်သည်မညွန့်ညွန့်ခေါင်းဆောင်သောအမျိုးသမီးများကဝရင်တုံများကိုမြှောက်၍ကြွကြော်တံများကိုအော်ဟစ်ပြီးရဲဘော်ဘာတန်းနောက်မှကဲ့၍လိုက်ခဲ့ကြသည်ရဲဘော်ဘာတန်းသည်လည်းတွန့်ဆုတ်ဖြစ်နေသည်ထိုအခါမညွန့်ညွန့်ကဟိတ်ခွေးကောင်ကောင်းကောင်းသွားဒီနေရာမှာရိုက်တက်ပြရမလားဟုအော်ဟစ်ဝရင်တုံနှင့်ရဲဘော်ဘာတန်း၏ခေါင်းကိုရွှဲလိုက်၏ရဲဘော်ဘာတန်းအတွက်တူးထားသောကျေးနီတွင်တစ်ပင်နှစ်ပင်သည်ကဲ့၍ပေါက်နေ၏ဥကောင်းတစ်လုံးထိုးသွင်းနိုင်၏ထို့ကြောင့်ထိုတစ်ပင်နှစ်ပင်ကြားရဲဘော်ဘာတန်း၏ဥကောင်းကိုသွင်းလိုက်၏ရဲဘော်ဘာတန်း၏လက်နှစ်ဖက်ကိုလည်းတစ်ပင်တစ်ဖက်စီတွင်ဆွဲ၍ချီလောင်လိုက်၏ချီလောင်နှချောင်းကိုတစ်ပင်နှစ်ပင်နှင့်ကဲ့၍တုံနှောင်ထားလိုက်၏ရဲဘော်ဘာတန်းမိသုံးမှမပြောမျက်လုံးလေးမှာပြုကျယ်ဖြစ်နေသည်ရုတ်တရက်ပင်ရဲဘော်မညွန့်ညွန့်သည်ရဲဘော်ဘာတန်း၏ဥကောင်းအားဝရင်တုံနှင့်တအားလွှတ်ရိုက်လိုက်၏ချက်ချင်းဖွေးကနေဖြစ်သွားပြီးသွေးများဖြာထွက်ကြလာ၏ထို့နောက်မတန်းစိန်မတ်နီမထေးကြည်တို့ကလည်းအသင့်ကင်ဆောင်ထားသောဝရင်တုံများဖြင့်စင့်ကရိုက်နှက်ကြလေသည်ရဲဘော်ဘာတန်းဇက်ကျိုးကျသွားတော်သည်ရဲဘော်ဘာတန်း၏ဦးနှောင်များမြေကြီးပေါ်တွင်ပြန့်လျက်ကျဲလျက်နေတော်သည်နောက်ဆုံးတွင်မညွန့်ညွန့်သည်ရဲဘော်ဘာတန်းတုံနှောင်ထားသောကျိုးများကိုဓားဖြင့်ဖျက်ပေးလိုက်ပြီးရဲဘော်ဘာတန်းအားပတ်လက်လှန်လိုက်ကြ၏မညွန့်ညွန့်သည်ရဲဘော်ဘာတန်း၏လေပင်မှလေစိတ်အောင်နာတွင်တမြောင်ဖြင့်လှိဖြတ်လိုက်သည်လေချောင်းသေးများပန်းထွက်လာသည်ရင်းသို့ပန်းထွက်လာသောလေချောင်းသေးများကိုလက်ဝါးဖြင့်ခံ၍ခြေဆေး၏ထို့နောက်ရဲဘော်ဘာတန်း၏ရင်ကိုတမြောင်ဖြင့်ခွဲ၏နှလုံးသွေးကိုဖောက်ထုတ်လိုက်၏သွေးများမှဒလဟောကျလိုက်နှလုံးသွေးများနှင့်ပင်ထပ်မံခြေဆေး၏မညွန့်ညွန့်တို့သည်အောင်ပြီဟုကြွေးကြော်နေကြသည်ဒုတိယဆွဲထုတ်ခံသူမှာရဲဘော်ထွန်းကျော်ခေါ်အောင်နိုင်ခေါ်မောင်စိုးဝင်းလူတို့ဦးလဒေါ်မာသားဖြစ်၏ရိုးမာတွေမှာဖြုတ်ထုတ်သက်ပွဲကြီးတွင်ဘကပတို့ဘိုးကော်မတီတွင်ရဲဘော်ထေပေါ်လီဗျူရိုအဖွဲ့ဝင်ရဲဘော်ဘာတင်ခေါ်ဘိုရှယ်ဘိုးကော်မတီဝင်ဘိုးရန်အောင်ဘိုးထွန်းငိမ့်နဲ့ရဲဘော်ထွန်းရှိန်ရန်ကုန်တက္ကသိုလ်မှဘ
ကပဌာနချုပ်သို့တောခိုသွားခဲ့ကြသည့်အထက်ပေါ်ပြပါရဲဘော်ပါတန်ရဲဘော်စိုးဝင်းတို့အပါအဝင်6ဦးတို့မှာလူမဆန်စွာရိုက်တက်ကြပြီးလေကြောင်းသွေးဖြင့်ဆေးခဲ့ကြ၏ရဲဘော်ဂိုရှယ်ကြီးပြောသွားသည့် hysteria ဖြစ်ခြင်းကြောင့်ဟုခောက်ချက်ဆွဲလင်ရကောင်းနိုင်ပါ၏မြန်မာနိုင်ငံတွင်1988ခုနှစ်ရေခင်းနေကင်းကြောင်တောင်ရန်ကုန်မြို့လေကောင်ဥဇာရလမ်းပေါ်တွင်လူတဦး၏လေပင်ကိုဓမ္မတုံးဖြင့်ခုတ်လိ၏တက်တီထိဖြစ်ခဲ့သည် hysteria သည်အလွန်ကြောက်ပန့်ဖွယ်ကောင်း၏စိတ်ယောဂတစ်မျိုးဖြစ်သည် hysteria ယောဂဝင်သောသူသည်စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရာတွင်ဘူမမှန်ဖြစ်၏စိတ်ပိုင်းဆိုင်ရာကတောင်းကနင်းဖြစ်၍မိမိကိုယ်ကိုမထိန်နိုင်မသိနိုင်ဖြစ်ခါပြောချင်ရာပြောမိသည် hysteria သည်ရင်ရင်လေးနှင့်စိတ်ရောကိုယ်ပါကြောက်ကြရက်ဖြစ်တတ်သောယောဂလည်းဖြစ်သည် hysteria ဖြစ်လင်မျက်လုံးကနာမငြိမ်ဖြစ်တတ်သည်ရဲတရားမရှိဘဲနဲ့လည်းအကြောင်းမဲ့ရဲတတ်သည်ဒေါသလည်းကြီးတတ်သည်မရှိကိုအရှိဟုထင်တတ်သည်ထိုချိန်တွင်သူတစ်ပါးကမြောက်ပင့်ပေးလိုက်ရင်ပို၍ဆိုသည်မိမိဘဝကိုမေ့သွားသည်မိမိကိုမိမိတကယ် great ဟုထင်နေတတ်သည်မလုတ်သင့်မလုတ်အပ်သောကိစ္စမှန်သမျှပြုလုပ်တတ်သည်တရင်ကမူရင်းပင်ကိုစိတ်ပျောက်သွားတတ်သည် hysteria သည်လူတူတစ်ယောက်တွင်ဖြစ်တဲ့ကဲ့သို့လူတစ်စုတွင်လည်းဖြစ်တတ်၏လူတု hysteria max hysteria ဟုဆို၏ကျွန်တော်တို့သည်လူတူချင်း hysteria ကိုကြုံခဲ့ဘူး၏hysteria ယောဂဝင်သားသူအမျိုးသမီးကြီးတူမှာဒုတိယဖျားသခင်ဟုဝိုင်းဝန်းမြောက်ပင့်ပေးမှုကိုအဟုတ်မှတ်ထင်သွားကဒီနိုင်ငံတွင်ကျမသာသမရနှင့်ထိုက်တန်သည်ဟုထုတ်ပြောသည့်အထိစိတ်ပိုင်းဆိုင်ရာကတောင်းကတင်းဖြစ်သည်ကိုကြုံခဲ့ရပြီ2021ခုနှစ်နောက်ပိုင်းနိုင်ငံရေးသမားကြီးများမြောက်ပေးသဖြင့် mass hysteria ဖြစ်သွားသောကြီးဆက်လူငယ်များတန်ခါသက်ဆရာသက်တရားဖြတ်ကြောင်းဖြတ်ပတ်ဆက်မှုများကိုတော်လန်ရေးဟုဆိုကြသည့်အထိစိတ်ပိုင်းဆိုင်ရာကတောင်းကတင်းဖြစ်သွားသည်ကိုကြုံခဲ့ကြရပြီ hysteria ဟူသည်မှာဘဝင်ဆွဲကပ်သောယောဂဖြစ်ရာတချို့ကမိမိတွင်ထိုယောဂဆွဲကပ်နေပြီကိုမသိဖြစ်တတ်သည်ယနေ့ကာလတွင်နေပယ်သီးသီးစုံမှာ hysteria ဝေဒနာတွေတွေ့နေရသည်ခေတ်ပေါ် hysteria တွေဖြစ်ပါသည်ထိုယောဂသည်အချို့မှာကျွန်တော်တို့ကို like ကလေးပေးခဲ့ပါ comment လေးပေးခဲ့ပါဟုတောင်းရင်လူပိန်းမြောက်ပင်ပေးမှုကိုအဟုတ်ထင်ကမူရင်းဘဝကိုမေ့နေသည့်ယောဂဆွဲကပ်တော်သည်ယောဂဆွဲကပ်ပြီးဆိုရင်မူမမှန်သောစကားများပြောကြတော်သည် hysteria ဆိုသည်ကလည်းမူရမှားရများသည်တချို့ကနိုင်ငံရေး hysteria ဖြစ်လာသည်တချို့ကဘာသာရေး hysteria တချို့က media hysteria တချို့ကငြိမ်းချမ်းရေး hysteria များဖြစ်လာသည်နိုင်ငံရေး hysteria တို့ကရေပြင်မှာလင်းရင်လာလင်ပုံးစရာမရှိဖြစ်နေသောလက်နက်ကင်လေးတွေကိုငါတို့နိုင်နေပြီဟုတိုင်းပြည်ရဲ့ပြင်ပမှာပြောနေကြ၏ဘာသာရေး hysteria တို့ကမိုးကုတ်ဆရာတော်ကြီးထပ်ပင်ညံပို၍မြင့်နေကြ၏မီဒီယာ hysteria တို့ကသမဏထက်စီမံခန့်ခွဲတတ်ပြီးကာကွယ်ရေးဦးစီးချုပ်ထက်စစ်တိုက်တက်နေတတ်ကြသည်ငញ្ញင်း hysteria တို့ကငញ្ញင်းကောင်းစဉ်ဖြင့်ပျော်ပွဲစားသည်တချင်းဆိုသည်လမ်းလျှောက်သည်လို့သမျှတိုင်းလိုင်းမော်တင်ကလိုက်တောင်းသည်အခုခါထောင်ထဲမှာထားပြီး hysteria ယောဂကုပေးနေရသူတွေလည်းရှိသည်အနေအကြီးသည့်ခေတ်ပေါ် hysteria ယောဂကိုမိမိကိုမဆွဲရန်ဆွဲမှန်းသိကြရန်ကိလေသာဆွမြောက်ခင်အပမဒေနာတမ္မာဒေထဖြင့်နေကြပါကုန်ဟုအကြံကောင်းပေးလိုက်ရပါသည် hysteria ယောဂကနေပြီးတော့လွတ်ကင်းနိုင်ကြပါစေနိုင်ငံရေးအသည့်တစ်ခုရသွားလိမ့်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်